ကဘာပေါ်မှာနောက်ဆုံးကြံရှိတဲ့တယောက်ထဲသောအမျိုးသမီးဖြစ်တာကြောင့်သူမကိုလိုက်လံရှာဖွေနေကြတဲ့ချစ်ယူယောက်ျားတွေရဲ့ရန်ကနေလွတ်မြောက်ဖို့အတွက်တခေါင်းအင်ကြီးတစ်ခုထဲမှာပုံအောင်နေထိုင်ခဲ့ရပါတယ်။ဇွန်ဘီတွေလိုမျိုးသူမကိုအယိုးမိုးလိုက်နေကြတဲ့အမျိုးသားတအုပ်ဟာတခေါင်းတကားကိုဖျက်ဆီးပြီးဝင်လာကြပါတယ်။သူမဟာတစ်ပင်မော်ကိုတက်ပြေးတဲ့အခါမှာတော့အမျိုးသားတွေဟာလည်းသူမနောက်ကိုထက်ချက်မခွာလိုက်လာခဲ့ကြပါတယ်။သူမပြုတ်ကြတော့မယ့်အချိန်မှာပဲအမျိုးသားရဲ့ပန်းစည်းမှာပါတဲ့ဖဲချိုးအရှင်ကြီးကိုတုံးပြီးလွမြောက်အောင်လို့စူးစမ်းခဲ့ပါတယ်။အမျိုးသား၃ယောက်ကတော့တိကိုင်းကျိုးကြတာကြောင့်နာကျင်နေခဲ့ကြပါတယ်။သူမကအဲဒီနေရာကနေထွက်ပြေးရင်းနဲ့လမ်းမပေါ်ရောက်တဲ့အခါကားပြစ်နေတဲ့ချောမောတဲ့အမျိုးသားတယောက်ကိုတွေ့လိုက်ရပါတယ်။သူမအဲဒီအမျိုးသားကိုကြည့်နေတော့မှပဲအဲဒီအမျိုးသားကလည်းသူမကိုတွေ့သွားခဲ့ပါတယ်။အဲဒီအမျိုးသားကတခြားအမျိုးသားတွေနဲ့မတူပဲသူမကိုပုံမှန်အတိုင်းပဲပြုံးပြခဲ့ပါတယ်။အဲဒီအချိန်မှာလည်းသူမရဲ့နောက်ကိုဇွန်ဘီလိုမျိုးအမျိုးသားတွေကလိုက်လာဆဲဖြစ်ပြီးထိုအမျိုးသားကတွေ့သွားတဲ့အခါလက်စွပ်နဲ့သူမကိုလက်ထပ်ခွင့်တောင်းလိုက်ပါတယ်။အမျိုးသမီးကကြောင်အံ့ဖြစ်သွားပြီးဘာပြောရမှန်းမသိဖြစ်နေတော့မှပဲအမျိုးသားရဲ့ကားတကားမှာကတ်ထားတဲ့တက်တက်အောင်နှလုံးသားစတစ်ကာကိုကြည့်ပြီးသူဟာလိန်တူချစ်သူဖြစ်လို့သူမအတွက်ဘေးကင်းလိမ့်မယ်လို့ထင်မှတ်ခါသူမကလည်းအမျိုးသားတွေကိုသဘောမကျတာကြောင့်အဲဒီအမျိုးသားရဲ့လက်ထက်လက်စုကိုလက်ခံလိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အမျိုးသမီးနောက်ကိုလိုက်နေတဲ့ဇွန်ဘီလိုမျိုးအမျိုးသားတွေဟာလည်းစိတ်ပြက်ပြီးထွက်ခွာသွားကြပါတယ်။ဒါပေမဲ့ကားမောင်းထွက်လာတဲ့အခါမှာတော့အဲဒီအမျိုးသားရဲ့မျက်လုံးတွေဟာလည်းတခြားသူတွေလိုပဲပြောင်းလဲသွားပြီးသူမကိုကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့ကြည့်လာခဲ့ပါတယ်။သူမဟာလူတစ်ယောက်ရဲ့ရန်ကနေနောက်တစ်ယောက်ရဲ့ရန်ထဲကိုရောက်သွားမှန်းသိလိုက်ရတဲ့အတွက်သူ့ကိုကားပေါ်ကနေကန်ချပြီးတယောက်တည်းဆက်လက်မောင်းနှင်ကထွက်ပြေးသွားပါတော့တယ်။ပြီးတော့ပါပြီ။